အားလုံးမင်္ဂလာပါကျွန်တော်အခုပြောပြမယ့်အကြောင်းကတော့ကြာသာပြီးသားသူတွေရဲ့ဘောရတက်တက်တာငွေကြီးကံကြမ္မာနဲ့ငွေကြီးရည်တွေအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကြာသာပြီးသားသူတွေရဲ့ဘောရတက်တက်တာငွေကြီးကံတော့ကောင်းပြီးသားပါနော်ဒါပေမဲ့ကြာပြီးသားသူတွေရဲ့ငွေကြီးကံကိုအားနဲ့အောင်လုပ်နိုင်စေတဲ့အရာကတော့သားသမီးနဲ့ပတ်သက်တဲ့ကိစ္စနေရာထိုင်ခင်းနဲ့ပတ်သက်တဲ့ကိစ္စအဲ့ကိစ္စနှစ်ခုကတော့သူတို့ရဲ့ငွေကြီးကံကိုအားနဲ့အောင်ပြုလုပ်စေနိုင်သောအရာတွေပဲဖြစ်ပါတယ်နော်ဆိုလိုတာကြာပြီးသားပြီးအများစုဟာသားသမီးကြောင့်ငွေကြီးကံအားနေမယ်သားသမီးကြောင့်ငွေကြီးပြန်ပြီးကုန်တာဒါဖို့လေနေရာထိုင်ခင်းနဲ့ပတ်သက်တဲ့ကိစ္စနော်အဲ့ဒါတွေနဲ့ပတ်သက်လို့ဘွားလျှောက်လုံးမှာငွေကြီးကုန်ကြများစီတာမျိုးကြောရမှာဖြစ်ပါတယ်နော်အဲ့တော့အဲ့အမျိုးတွေကြောရမယ်နောက်တစ်ခုကဒီကြာပြီးသားသမီးတွေကအဲ့လိုတော့ကြုံနေရပြီဒါပေမဲ့ဘွားတစ်လျှောက်လုံးမှာငွေကြီးကံကောင်းကျင်တယ်ဆိုရင်တော့ဘွားတစ်လျှောက်လုံးငွေကြီးကံကောင်းစေမဲ့ရေတွေအရရှိပါတယ်အဲ့ဒါတော့ဘာလို့မလဲဆိုရင်ဒီကြာသာဝီးနေ့မနေ့ဆိုရင်6နာရီကနေ9နာရီခွဲကြပါတော့အဲ့ချိန်မှာကိုယ့်ရင်ဖះမှာတင်းလာနံအညွန့်ရွက်နှစ်ခုနော်နှစ်ညွတ်နှစ်ခတ်ဒါလူပေးရမှာဖြစ်ပါတယ်အဲ့တော့ပေါဦးလေးတွေကိုထဲ့မထဲ့ရင်လည်းကျွန်တော်ပေါဦးမရှိဆိုရင်လည်းဖောက်ကွက်တွေကိုရေထည့်ပြီးအဲ့ထဲကိုကျွန်တော်ကိုရွက်လေးနဲ့ထည့်နော်တင်းလာနံဆိုတော့ကိုရွက်ပေါ့နော်တကယ်လို့ကိုရွက်ကိုမထည့်ခြင်းဆိုလည်းကက်ကောညွန့်လေးရှိတယ်ဆိုရင်ကက်ကောညွန့်လေးနဲ့ညွတ်ထည့်မယ်ဒါမို့လည်းကြံညွန့်လေးနဲ့ညွတ်ထည့်မယ်အဲ့လိုထည့်ပြီးတော့ကိုယ့်ရင်ဖះမှာလှူပေးရမှာဖြစ်ပါတယ်အဲ့ဒါကြာသာပြီးဒီနန်းနဲ့6တန်ရက်နေ9နာရီခွဲကြမှာလောက်ပါပါနော်အဲ့ဒီအချိန်မှာပဲကျွန်တော်ကဘာဆက်လုပ်ရမလဲဆိုတော့ဒီရွက်လာပဲရီလောင်းရမယ်တင်းရနံအညွတ်အခက်နှစ်ရွက်နှစ်ညွတ်ကိုလှူမယ်လှူပြီးတော့အဲ့6တန်ရက်နေ9နာရီခွဲအတွင်းမှာပဲလှူပြီးတာနဲ့ကျွန်တော်ကဘာဆက်လုပ်ရမလဲဆိုတော့ရွက်လာပဲရီလောင်းရမယ်နော်ရွက်လာပဲတကယ်လို့မရှိဘူးဆိုလဲဝါးပဲဆိုလဲရတယ်ဝါးပဲရေလောင်းပြီးတော့ဝေကြီးနဲ့ပတ်သက်ကိစ္စတွေကံကောင်းပါစေအဆင်ပြေပါစေဝေကြီးလက်လက်ပါတွေရှင်လန်းပါစေဝေကြီးတွေအစုပုံရပါစေဆိုပြီးဆုတောင်းမှာဖြစ်ပါတယ်နော်ဒါအပတ်တိုင်းလုပ်အောင်မှာဖြစ်ပါတယ်ဒါလို့ကိုကဒီတဲ့ပိုအားကောင်းခြင်းနဲ့တစ်ပတ်မှာအနည်းဆုံး3ချိန်လောက်လုပ်ခြင်းတယ်ဆိုလဲရပါတယ်3ချိန်လောက်လုပ်မယ်ဆိုရင်ပထမတစ်ချိန်ကကျွန်တော်ကြာသာပြီးနေ့နဲ့6နာရီကနေ9နာရီခွဲကြာနော်အဲ့လုပ်မယ်အဲ့ပြီးတဲ့အခါကျတော့ကြာပြီးကနေပြီးတရက်ကြော်လိုက်ကြာပြီးတောက်ကြစနေစနေတိကျတော့9နာရီခွဲနဲ့9နာရီကြာနော်အဲ့မှာတစ်ချိန်လုပ်မယ်နော်စနေပြီးတော့စနေကနေတရက်ကြော်လိုက်စနေတွင်းတင်းလာဒီကနေကျတော့9နာရီကနေ10နာရီခွဲကြာနော်အဲ့3ချိန်ကိုတပတ်ပေါ်အဲ့လို3ရက်လှူပေးမယ်ဆိုရင်ဒီကျွန်တော်တို့ကြာပြီးသားပြည်ရဲ့ငွေကြီးကံတွေအားကောင်းလာမှာဖြစ်ပါတယ်အားလုံးကျန်းမာချမ်းသာကြပါစေ